အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Corel က Grade 10ကဒီ bio လေးတွေကို sharing လုပ်ပြီးသွားမှာပဲเนาะဗီဒီယိုက3မိနစ်ပဲရတဲ့အတွက်ကြောင့်ဗီဒီယိုအနေနဲ့တွန်းမယ်ပေါ့เนาะပိုင်းတူလေးနဲ့ဆက်ပြီးတော့တင်ပေးသွားပါမယ် Chapter 1 Introduction to Biology ပေါ့เนาะ Biology ကိုမိတ်ဆက်တဲ့ဟာလေးပဲဖြစ်ပါတယ် Learning outcome ဆိုတာကြတော့ Biology ကိုသင်ယူရခြင်းရဲ့ရလဒ်ကိုပြောချင်တာပေါ့เนาะဒါမဲ့အဲ့ဒါလေးကတော့ကြော်လိုက်ရင်တော့ရရဲ့အရေးမကြီးဘူးပေါ့เนาะအဲ့တော့ 1.1 ကိုကြည့်မယ် The Study of Biology ကိုလေ့လာခြင်း Biology is the study of living things. Biology ဇီဝဗေဒပညာရပ်က is ဖြစ်ပါတယ် The study of living things. သက်ရှိတွေကိုလေ့လာတဲ့အရာတစ်ခုဖြစ်ပါတယ်တဲ့ A large variety of living things. A large ဆိုတာကြတော့ကြီးမားကျယ်ပြန့်တယ်เนาะအရာတစ်ခုပေါ့เนาะ variety ဆိုတာကြတော့အမျိုးအစားကြီးမားကျယ်ပြန့်တဲ့အမျိုးအစား of ကိုကြတော့ဒီမှာကြတော့ share တို့ e တို့ဘာသာပြန်လို့ရပါတော့ A large variety of living things ဆိုတာကြတော့သက်ရှိတွေပေါ့เนาะကြီးမားကျယ်ပြန့်တဲ့သက်ရှိတွေကပေါ့เนาะ exist ဆိုတာကြတော့ဒီမှာမြန်မာလူသိမယ်တွေကကြတော့တည်ရှိရလို့ဘာသာပြန်လို့ရပါတယ်တည်ရှိပါတယ် on the land ကုန်းမြေပေါ်မှာတည်ရှိပါတယ် in the water ရေထဲမှာလည်းတည်ရှိပါတယ် and ပြီးတော့ in the air လေထဲမှာလည်းတည်ရှိပါတယ်တဲ့ living things organisms living things တွေကိုနောက်တစ်မျိုးဘယ်လိုခေါ်လဲဆို organism လို့ခေါ်ရပါတော့နှစ်ခုတော့သက်ရှိရလို့ပဲဘာသာပြန်နေပေါ့နော်အဲ့တော့ organism လို့ခေါ်ရတဲ့ living things တွေက include ပါဝင်ပါတယ်တဲ့ plants တွေပါတယ် animals တိရစ္ဆာန်တွေပါတယ် including humans လူသားတွေလည်းပါတယ် and other organisms အခြားသောသက်ရှိတွေလည်းပါဝင်ပါတယ်တဲ့နော်ဒါကြောင့်မလို့တဲ့ biology ဇီဝဗေဒပညာရပ်ဟာ deals with ဆိုတာကြတော့ပတ်သက်နေတယ်လို့ပြောလို့ရတယ်သက်ဆိုင်နေတယ်လို့ပြောလို့ရတယ်ပေါ့နော် the study လေ့လာမှု of all organism သက်ရှိတွေအားလုံးလေ့လာနေရတယ်ပတ်သက်နေပါတယ် that live အခုနေထိုင်နေရဲ့ or ဒါမှမဟုတ် have ever lived အရင်ကတည်းကနေထိုင်ခဲ့ဘူးတဲ့ on the earth ကမ္ဘာမြေပေါ်မှာအရင်ကတည်းကနေထိုင်ခဲ့ဘူးရဲ့ဒါမှမဟုတ်အခုနေထိုင်နေတဲ့ဒီတိရစ္ဆာန်တွေကဒီသက်ရှိတွေအားလုံးကိုလေ့လာနေရတဲ့ဟိုသူကပတ်သက်နေရလို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ဒီအားလေးကိုအနှစ်ပြန်ချုပ်လိုက်မယ်ဆိုရင်ဇီဝဗေဒပညာရပ်ဆိုတာကသက်ရှိတွေကိုလေ့လာရဲဒီကြီးမားကျယ်ပြန့်တဲ့ဒီသက်ရှိမျိုးစုတွေကလေထဲမှာလည်းနေရရေထဲမှာလည်းနေရကုန်းမြေပေါ်မှာလည်းနေရပေါ့နော်ပြီး organism လို့ခေါ်တဲ့သက်ရှိတွေထဲမှာဆိုရင်အပင်တွေတိရစ္ဆာန်တွေပြီးတော့လူသားတွေနဲ့တခြားတဲ့သက်ရှိတွေပါတယ်ပေါ့နော်ဒါကြောင့်မလို့ biology ကဒီကမ္ဘာမြေပြင်ပေါ်မှာနေထိုင်နေဒါမှမဟုတ်နေထိုင်ခဲ့ပြီးတော့သက်ရှိအားလုံးနဲ့ပတ်သက်နေရလို့အဓိပ္ပာယ်ရပါတယ်နော်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျေးဇူးအများကြီးတင်ပါတယ်